ပိုပိုတင်ကြီးနေမင်းနေကြတဲ့ခြံသွားတဲ့ blog ရိုက်မပြတော့လာဆိုပြီးဒီနေ့မှာတော့ channel သွားပြီးတော့ရေးလေးကူရင်နဲ့ဟင်းစားရှာမှာဖြစ်ပါတယ် channel မှာဘာတွေစိုက်ထားလဲဘာတွေရှိလဲဘာတွေရလာခဲ့လဲဆိုတော့ကျွန်တော်တို့လိုက်ပြီးတော့သူတို့ကြည့်ရအောင်ဗျပိုပိုရဲ့မွန်ဘီနဲ့ရေးပတ်မှာကတော်တော်များများခြံလုံးငန်းကိုတီကစီးပွားရေးနေဖေးလောက်ကန်စားတော့ကြပါတယ် channel မှာဘာတွေစိုက်လဲဆိုတော့တီကအဖေးတော့ဘာပင်ကိုစိုက်ပြကြပါတယ်ဒါပေမဲ့ဘယ်သူကမှတော့ဘာသူမျိုးထဲမစိုက်ကြပါဘူးတော့ဘာပင်ကွန်တီတို့တူရင်တီတို့တီတီလန်မျိုးစုံစိုက်ပြတယ်ဟင်းတီရောမျိုးစုံစိုက်ပြကြပါတယ်ရေးတူရင်တီဆိုရန်စားကောင်းတယ်လို့နာမည်ကြီးပါတယ်ရေးဘက်ကလူများစုကလူကြီးရောလူငယ်ရောပေါ့နော်ခြံလောက်ကိုကျွန်းကျင်စော်လောက်ခွင်တက်ကြတယ်ပိုပိုလည်းရင်ကလေးခြံလောက်ဝဲလောက်ရတယ်ခြံလောက်ကိုလည်းကျွန်းကျင်စော်လောက်ခွင်တက်ပါတယ်ခြံသွားတဲ့ချိန်ကရာတီပေါ်တီးချိန်မဟုတ်တဲ့တော့ဘာမှလည်းမရှိဘူးရှိတာလည်းနေပဲရိုက်ပြမယ်ဆိုတော့ဆက်လက်ကြည့်ပေးကြပါဦးခင်ဗျာခုပြနေတဲ့အတီးကတော့မလကချင်းတီးပေးပါတယ်သူကတော့ရေကောင်မှာတိတ်မတွေ့ရပေါ့နော်ဒီမှာတော်တော်များများစိုက်ကြပါတယ်သူကတော့အရင်လိုရင်လည်းစားမရအောင်အမှဲ့လိုရင်လည်းစားမကောင်းမမဲ့တမဲ့ချိန်မှာအရန်စားကောင်းပါတယ်ချင်းချင်းလေးနဲ့စားနေတူစားရရမ်းမိုက်ပါတယ်ဒီအဖူးကတော့မြန်မာလိုဘလို့ခေါ်လဲပိုလည်းမသိဘူးမွန်လိုကြတော့ကာမှတ်လို့ခေါ်တာပေါ့နော်သူ့ကိုပြုတ်ပြီးတော့တိုးစရာပြေးစားရင်ရန်စားကောင်းတယ်လို့ပြောကြတယ်ပေါ့နော်ချူချူလေးနဲ့သူကတော့ခြုံနေကြားမှာပေါက်တယ်ပေါ့နော်သူ့ရဲ့အဖူးဝဲစားလို့ရတယ်ဒီလိုမျိုးအရေးဆိုရင်စားလို့လုံးဝမရပါဘူးသူကတော့အိမ်ကမေစားဖို့တော့ဆိုပြီးအများကြီးခူးသွားပါတယ်ကဲနောက်တစ်မျိုးကတော့ဒီအတီးလေးပေါ့နော်စပစ်ခိုင်လိုမျိုးသူကတော့မြန်မာလိုဘလို့ခေါ်လဲမသိဘူးမိုးနေမှာတော့ခေါ်ရတယ်အများကြီးရှိတယ်ပိုတို့ရွာမှာဆော့အလိုက်ဆော့မို့လို့ခေါ်တာပေါ့နော်မြန်မာလိုဆိုပြောစိတ်တီးလို့သိပဲရပါတယ်ဒီတီးကိုစားဖို့ကြလာခင်ဗျာတကယ်ချင်းတို့ဒီတာမှာရောဒီတီးဘလို့ခေါ်လဲဆိုတော့ comment မှာရေးတော့ပေးကြပါဦးဒီတီးကတော့အရန်ချင်ပါတယ်စားနေတိုးစားရတာထန်ငံပြရည်နဲ့တောက်စားရည်အရန်စားကောင်းပါတယ်အရန်လည်းမိုက်တယ်ပိုကတော့အရန်ကြိုက်ပါတယ်ဒီခုရခဏနားထားပြီးတော့ဒီ channel မှာရေတကွန်လေးရှိတယ်လူလောက်ရေကန်လေးရှိတယ်ဆိုတော့ပိုနဲ့သူရေတူတော့ကုတ်ကြရအောင်ဗျာဒီရာတီဥတူကတော့အရန်ကိုတာယာနေပါတယ်ရေတကွန်နဲ့ရေဘူးကန်ဟိုးတောင်ပေါ်ကျိုင်းဝမ်းကြမှာဆိုတော့ပိုတောင်တက်ကြရပါတယ်ခက်ခဲနဲ့တောင်တက်လို့ခဏကြာမှာတော့ဆန်းချောင်းကျလာတဲ့ရေစီးတန်ကိုလှမ်းကြရပါတယ်ဟိုမှာလှမ်းမြင်နေရတဲ့ကြောက်ကြူကြောက်ကြားနေစီးဆင်းလာတဲ့ဆန်းချောင်းငယ်လေးတစ်ခုရဲ့ခုနကမောပန်းတောင်တက်လာရလို့အခုလိုမျိုးဖြူးမြင်လိုက်တဲ့အချိန်မှာရန်အောင်မောပြေးသွားပါတယ်ကျိုင်းဝမ်းမှာရှိပြီးတော့ဒီလိုမျိုးကြောက်တွေကြားနေစီးဆင်းလာတဲ့ရေဆိုတော့အေးလေးတန်တယ်မောပြီးရေစားလာလို့ရေခတ်တက်လိုက်တယ်လမ်းတော့အောင်မျက်နှာလေးတစ်လိုက်ပါတယ်ဆန်းချောင်းတိုင်းတက်လာပြီးတော့ပေါ်မှာလည်းရေတကူငယ်တစ်ခုရှိပါတယ်ပေါ်မှာဆိုတော့လေရပြပြတိုက်တယ်ရေကလည်းအရန်အေးတွေဆိုတော့အရန်အောင်မိုက်ပါတယ်နေလို့လည်းကောင်းတယ်ခုနမောလာသမျှအကုန်လုံးကလည်းပျောက်ပြီးတော့စိတ်ကိုလည်းကြည်လင်လန်းဆန့်စေပါတယ်ဒီမှာခဏကြာရေးဆိုင်လိုက်ပါတယ်ရေကူးကန်အပေါ်မှာဆိုတော့ရေကူးကန်ကိုရောက်ဖို့ဆက်ပြီးတော့တောင်တက်ကြရပါတယ်နောက်ဆုံးတော့လူလုတ်ရေကန်စီရောက်ရှိလာပါပြီတောင်ပေါ်ကကျလာတဲ့ရေကိုဒီလိုမျိုးရေကန်ငယ်တစ်ခုလေးစောက်ပြီးတော့ရေခဏထားကြပါတယ် channel မှာလိုအပ်ရတောင်းပြဖို့တော့ပါပိုကတော့ရေစောရတာရမ်းကြိုက်တဲ့လူဖြစ်တဲ့တော့ကြောင့်ဒီမှာပဲတနေ့ကောင်နေလိုက်ချင်တယ်ဒီမှာဘာစူရန်တမ်းမှလည်းမကြရဘူးတောင်ပေါ်မှာဆိုတော့လေယာဖြူနေရေကလည်းအရန်အေးတွေဆိုတော့ relax လုပ်လို့ရမ်းကောင်းပါတယ်ဒီမှာဖြူကလည်းရမ်းလာတယ်ရာတူတူကလည်းတာယာနေတယ်ဆိုတော့ပိုတယောက်ကတော့ပဲများပြီးတော့ပုံရိုက်နေပါတယ်ဒီလေးဆော့ပြီးဆိုတော့အောက်ကပြန်ဆင်းပါတော့မယ်အောက်မှာလည်းဒီလိုမျိုးစိုက်ခင်းတယ်အများကြီးစိုက်ထားတာရှိတယ်ဒါကတော့ခင်းရှည်တီးပေါ့နော်ဒါပေမဲ့အတီးကတော့တိတ်မကြီးသေးဘူးတိုးစားဖို့တော့ခုတော့လိုက်အောင်မယ်ဒါကတော့ခင်းတီးလုံးလေးပေါ့နော်အများကြီးစိုက်ထားတယ်ဒါလေးကတော့ကမွန်းချင်ရောပင်မေးဖြစ်ပါတယ်ပိုကတော့ကမွန်းချင်ရောဟင်းဆိုအရန်ကြိုက်တယ်ချင်းလေးနဲ့အရန်စားလို့ကောင်းငွေချင်းတို့ရောကမွန်းချင်ရောဟင်းဆိုကြိုက်ကြလားဒါလေးကတော့ပဲညှို့ဝယ်ဖြစ်ပါတယ်ပဲညှို့ကတော့တိုးစားအရန်စားလို့ကောင်းတယ်အရန်မေတော့ခုတော့လိုက်ပါဦးမယ်မိုးစားဘူးကြလားခင်ဗျာမြန်မာလိုဘလို့ခေါ်လဲပိုလည်းမသိဘူးမိုးခေါ်ဆိုနှာခေါင်းပေါက်မိုးလို့ခေါ်တော့ပေါ့နော်ပတော်ဆိုင်မိုးရတာကတော့ချူလေးနဲ့ကြော်စားရန်စားလို့ကောင်းတယ်ဒီနေ့ကတော့အတိလေးခူပြီးရေလေးဆော့ပြီးဟင်းရောလေးခူပြီးဆိုတော့ဒီ blog ဒီမှာပဲဆောင်းသက်ချင်ပါတယ်နောက် blog မှာပြန်ဆောင်ကြမယ်တတာ